ကျမရဲ့ချစ်သူကိုစမ်းသပ်ဖို့အတွက်ကျမဟာ3နှစ်ကြာခြေချိုးဟန်ဆောင်ခဲ့ပါတယ်။ကျမနဲ့အတူကစားဖို့အတွက်ကျမရဲ့မိသားစုတစ်ခုလုံးကျေးလက်ဒေတာကိုပြန်ပြောင်းလာခဲ့ကြပါတယ်။ကျမရဲ့ဘီလီယံနာဖခင်တောင်မှနေတိုင်းလေကွင်းထဲမှာအလုပ်လုပ်ဟန်ဆောင်ခဲ့ပါတယ်။ကျမရဲ့အကို3ယောက်နိုင်ငံခြားကပြန်လာတဲ့နေ့မှာကျမရဲ့ချစ်သူကိုအမှန်တိုင်းပြောပြဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့ကျမရဲ့ဖခင်ကနောက်ထပ်တစ်ရက်လောက်ဟန်ဆောင်နေဖို့ကျမကိုပြောခဲ့ပါတယ်။မနက်ဖြန်မင်္ဂလာဆောင်မှာကျမရဲ့ချစ်သူစာမေးပွားအဲအောင်မြင်သူကကျမအဖေရဲ့ချမ်းသာကြွယ်ဝမှုကိုအမွေဆက်ခံရမှာပါကျမမှာမျှော်လင့်ချက်တွေအပြည့်ရှိပေမဲ့ကျမရဲ့ချစ်သူနဲ့ကျမရဲ့အကောင်းဆုံးတငယ်ချင်းတို့စကားပြောနေတာကိုမတော်တဆကြားလိုက်ရပါတယ်ဒီလူကကျမကိုလိမ်လည်ပြီးသွားပြီဆိုတာသိလိုက်ရပါတယ်ဒေါသကြီးနဲ့မင်္ဂလာဆောင်မှာလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတခိုးတယောက်ကရုတ်တရက်ကျမရဲ့အိတ်ကိုလူယူသွားခဲ့ပါတယ်ကံကောင်းထောက်မစွာပဲလမ်းသွားလမ်းလာတယောက်ကဝင်ရောက်လာပြီးတခိုးကိုဖမ်းမိပြီးကျမရဲ့အိတ်ကိုပြန်ပေးခဲ့ပါတယ်လက်စားချေဖို့အတွက်ကျမကသူ့ကိုအတူအယောင်မင်္ဂလာဆောင်မှာလက်ထပ်ပေးမလားလို့မေးခဲ့ပါတယ်အံ့ဩစရာကောင်းတာကသူတိုးဆုပ်ခြင်းမရှိပဲသဘောတူခဲ့ပါတယ်မင်္ဂလာဆောင်နေ့မှာကျမကမိုက်ခရိုဖုန်းကိုကောက်ကင်ပြီးဧည့်သည်အားလုံးကိုဒီနေ့ကျမရဲ့ချစ်သူကိုပြောင်းတော့မှာပါလို့ကြေညာခဲ့ပါတယ်ခမ်းမတစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်သွားတယ်ကျမရဲ့ချစ်သူရဲ့အမေကကျမကိုဒေါသတကြီးဆွဆွဲပြီးသူ့သားကိုစွန့်ပစ်ခွင့်မရှိဘူးလို့ပြောတယ်ကျမကတော့အရန်ရယ်စရာကောင်းတယ်လို့ထင်တယ်သူတို့ရဲ့ဟောက်ပြန်မှုကိုကျမပေါ်ထုတ်တော့မလို့ပဲဒါပေမဲ့ကျမရဲ့ချစ်သူကအရင်ပြောလိုက်တယ်ဒီနေ့တို့သမီးကတကယ်တော့ကျမရဲ့အကောင်းဆုံးတငယ်ချင်းပဲသူပြောပြီးတာနဲ့ကျမရဲ့တငယ်ချင်းကမင်္ဂလာဆောင်ခန်းမတွေကိုမာနထောင်သွားတဲ့ပုံစံနဲ့ဝင်လာတယ်သူမကဒေါ်လာ3သိန်းပေးပြီးချက်ချင်းထွက်သွားဖို့ပြောတယ်ကျမကလူတွေရှိမှကိုပါကိုရရင်ပေးမယ်လို့ပြောလိုက်ပါတယ်ငါရဲ့တငယ်ချင်းကချက်ချင်းဒေါသထွက်သွားတယ်ဒါကိုမြင်တော့ကျမရဲ့ချစ်သူကလမ်းခွဲစာချုပ်ကိုထုတ်ပြီးကျမရှိမှပြစ်ပေါက်လိုက်ပြီးချက်ချင်းလက်မှတ်ထိုးဖို့ပြောပါတယ်ကျမကစာချုပ်ကိုစုပ်ဖြဲပြီးသူ့မျက်နှာကိုပြင်းပြင်းထန်ထန်ပြစ်ပေါက်လိုက်တယ်ပြီးတော့ကျမရဲ့တကယ်တို့သားကကျမကိုချက်ချင်းလာခေါ်လိုက်မယ်လို့ထပ်ကြေညာလိုက်တယ်ကျမရဲ့ချစ်သူကရေပြီးခြေထောက်မတန်ဆွမ်းတဲ့မိန်းမကိုဘယ်သူမှလက်မထပ်ဘူးလို့ပြောလိုက်တယ်သူစကားပြောပြီးတာနဲ့မနေ့ကကျမရဲ့အိတ်ကိုပြန်ယူဖို့ကူညီပေးခဲ့တဲ့လူကရွမ်90တန်းတန်မင်္ဂလာဆောင်လက်ဖွဲ့နဲ့မင်္ဂလာပွဲကျင်းပရာနေရာကိုဝင်လာခဲ့တယ်။သူပေါ်လာတာကိုကျမမြင်တော့ကျမဘီတက်ကလာထိုင်ကနေချက်ချင်းထည့်လိုက်တယ်။ပွဲကျင်းပရာနေရာတစ်ခုလုံးချက်ချင်းပဲအံ့အားသင့်သွားကြတယ်။ကျမရဲ့ချစ်သူကဒေါသထွက်ပြီးကျမရဲ့မတန်ဆွမ်းမှုကိုဟန်ဆောင်ပြီးသူ့ခံစားချက်တွေကိုလှည့်စားတယ်လို့ဆွဆွဲတယ်။ဒါပေမဲ့သူ့ကိုကဲတင်ဖို့ကျမကမတော်တဆမှုဖြစ်ခဲ့ရတယ်ဆိုတာသူမေ့သွားတယ်။ကျမခြေထောက်တွေတကယ်တန်ရာရသွားပေမဲ့မျက်နှာမပြတ်စေဖို့ကျမရဲ့ချစ်သူကလူတိုင်းရှိမှကျမကိုဖမ်းမိရင်ဒေါ်လာ1000စုငွေပေးမယ်လို့ကမ်းလှမ်းခဲ့တယ်။ပွဲချင်းပရာနေရာကလူတွေကချက်ချင်းပဲကနာမငြိမ်ဖြစ်လာကြတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီလူကရှေ့တိုးလာပြီးလူတိုင်းကိုသူ့ကိုထိရဲတဲ့သူကငါ့အဖွဲ့ကိုစစ်ကြေညာနေတာပဲလို့ကြေညာလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့နာမည်ကကျမထင်ထားတာထက်အများကြီးပိုကြောက်စရာကောင်းတယ်ဆိုတာကျမသဘောပေါက်လိုက်တယ်။ဧည့်သည်တယောက်ကမယုံပဲသူ့အဖေကအဖွဲ့ရဲ့မန်နေဂျာဖြစ်ပြီးအဲ့ဒီလူကလှည့်စားသူလို့လူအများရှိမှလှောင်ပြောင်ခဲ့တယ်နောက်တစ်စက္ကန့်မှာအဲ့ဒီလူကဖုန်းကင်ပြီးသူ့ဖေကိုချက်ချင်းလှုပ်ဖြုတ်လိုက်တယ်ဧည့်သည်ကချက်ချင်းမြေပြင်ပေါ်လဲကျသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့စစ်မှန်တဲ့ဇယိုက်လက္ခဏာကိုလည်းဖော်ပြခဲ့ပါတယ်ကျွန်တော်ချစ်သူကမယုံနိုင်လောက်အောင်ချမ်းသာကြွယ်ဝတဲ့ကဘာကိုကိုယ်တိုင်လက်လွတ်လိုက်တဲ့အတွက်ချက်ချင်းပဲကြေကွဲဝမ်းနေသွားခဲ့တယ်